Hello အားလုံးပဲမင်္ဂလာပါ Cafe Memory ကလီယိုပါရှေ့ဘက်ကတော့ကျွန်တော် EPF percentage တွက်တဲ့နည်းလေးကိုကျွန်တော်ပြောခဲ့ပြီးပြီဒီဘက်မှာတော့ကျွန်တော် TDS တွက်တဲ့အရာနဲ့ကျွန်တော် insertion တွက်တဲ့အရာလေးကိုရှင်းပြပေးမယ်ပထမအဆုံးအနေနဲ့ကတော့ TDS ဆိုတာဘာလို့မလို့ TDS ဆိုတာကကြတော့ total Dixon source လေးလို့ခေါ်တယ်အနည်းဆက်ဆုံးဘာသာပြန်ရမယ်ဆိုရင်တော့စုစုပေါင်း coffee ဈေးရဲ့ပျော်ဝင်မှုနှုန်းလို့ကျွန်တော်တို့အကြံဖြင့်လေးသိထားရမယ်ကျွန်တော်တို့ကနောက်တစ်ခုသိထားရမှာက coffee ဈေးကကြတော့အဆိုင်အခဲပေါ့နော်အဆိုင်အခဲကိုကျွန်တော်တို့ကဒီကြိတ်ခွဲပြီးမှအရေကိုထုတ်ရတာဆိုတော့ coffee ဈေးကနေထွက်နိုင်တဲ့ coffee ရဲ့ပမာဏက30%ပဲရှိတယ်ကျန်တဲ့90%ကကြတော့အဆိုင်ခဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျန်တဲ့90%ကတော့ထုတ်လို့မရဘူးဒီ30%ဆိုတော့မှကျွန်တော်တို့ကျန်တဲ့ဒီ instant coffee တို့ကျန်တဲ့ coffee အတွက်ထုတ်တဲ့အချိန်မှာဒီ30လုံးကိုထုတ်နိုင်တယ်ဒီကျွန်တော်တို့ espresso ပြီးတော့ကျန်တဲ့ method တွေနဲ့တောက်မဲ့ coffee ဆိုရင်တော့ကျွန်တော်တို့က30လုံးမထွက်နိုင်ဘူးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့က TDS ကို set ဒီ refractometer နဲ့ဘယ်လိုတွက်မလို့ဆိုတဲ့အခြေခံသဘောတရားလေးကိုနားလည်သွားပြီလို့ကျွန်တော်ကတော့ယူဆတယ်နောက်တစ်ခုကကြတော့ TDS ကိုဘယ်လိုတွက်ယူမလို့ TDS ကိုတွက်ယူဖို့အရာအတွက်ဆိုရင်တော့ refractometer လို့ခေါ်တဲ့ကျွန်တော်တို့ coffee ဈေးတွေကနေပျော်မှုနှုန်းကိုတိုင်းတာတဲ့ set နဲ့ကျွန်တော်တို့ကတွက်ယူရတယ်ဒီကျန်တဲ့နည်းတွေနဲ့ကကြတော့တွက်ယူလို့မရဘူးပေါ့နော်တွက်ဖို့ဆိုတာလည်းခက်ခဲတယ်ဒါပေမဲ့တကယ် professional ကြီးတွေကြတော့လေဒီ TDS တိုင်းတာတဲ့ set တွေပေါ့နော်ဒီ refractometer တွေနဲ့တိုင်းတာကြမလို့ဘူးသူတို့ကကြတော့ taste လုပ်လိုက်တာနဲ့ဘယ်လောက်ရှိတယ်ဆိုတာကိုသူတို့ခန့်မှန်းနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းသူတို့လည်းအရင်တော့တောက်တဲ့အချိန်တိုင်းတော့မမှန်နိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဒီ refractometer တွေကကြတော့တိကျတဲ့အဖြေကိုပေးနိုင်တယ်ဟုတ်ပြီဒီ refractometer တွေကဘာလို့အရေးကြီးရတော့ပေါ့နော်ဘာလို့အရေးကြီးရတော့ဆိုတော့ကြတော့ကျွန်တော်တို့လိုချင်တဲ့အရာတာတွေကိုပုံဖော်ဖို့အရာအတွက်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီ TDS percentage တွေကအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုအနေမှာရှိတယ်အဲ့အတွက်ကြောင့်မလို့ဒီ refractometer တွေကအရေးကိုကြီးတယ်ဟုတ်ပြီကျွန်တော်တို့ဒီ coffee industry မှာဆိုရင်တော့ coffee အတွက်တည်တံ့ထုတ်ထားတဲ့ refractometer တွေရှိရပေါ့နော်အဲ့ဒါတွေကဘာလို့ဆိုတော့VST တို့ပြီးတော့ Atago တို့ပြီးတော့ Deflu တို့ပေါ့နော်ပြီးတော့ကျွန်တော်တို့နောက်ထပ်ရှိသေးတယ် Otta တို့ကျန်တဲ့ brand အသေးလေးလည်းရှိသေးရပေါ့နော်ဒါပေမဲ့ VST ကတော့ဈေးအကြီးဆုံးပဲသူကတော့ဒေါ်လာ800လောက်ရှိတယ် Atago ကတော့ဒေါ်လာ300ဝန်းကျင်လောက်ရှိပြီးတော့ Deflu ကတော့ဒေါ်လာ200ဝန်းကျင်လောက်နဲ့ရနိုင်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်မှာတော့ဒီ refractometer မရှိတဲ့အတွက်ကြောင့်လို့ကျွန်တော်အခုတွက်ပြလို့မရဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကျောင်းတက်တုန်းကတွက်လာတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ရိုက်ထားတဲ့အရာလေးရှိရပေါ့နော်ကျွန်တော်ရဲ့ trainer နဲ့တွက်ထားတဲ့ percentage လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာထည့်ပေးမယ်ပေါ့နော်အခြေခံလေးနားလည်သွားအောင်လို့ပေါ့နော်အဲ့ဒါလေးကိုအခုပဲကြည့်လိုက်အောင်ပေါ့နော် See, so ideally you squeeze it, you go there and you release it, and you can do it twice just to bring some coffee here to cool down. Okay, so coffee will cool down. I just spin it, so it's not for 30, but doesn't matter. While I'm waiting it to cool down, this is yours. We'll test it. You'll taste it and test it. So this is still water, and I'm going to fill it because I need to calibrate the refractometer. So I'm going to start here, and I'm going to set 0 here. See the light blinking because it's reading. So 0.00, so it's calibrated, okay? So I'm just going to dry it now. And before I test the TDS, I'm going to taste it. So taste yours also to feel that if it's too sour, too bitter, how it was. What does it mean? Your non-poker face. Sour or bitter? It is like three things. Three things. Facts. When you fast, when you feel the sour, the whole mouth. After this is pop a sweetness. After this, everything is gone.
the aftertaste is like coming, the bitterness is coming in your tongue. Okay, I feel that for me it's sour, sour, the 3 times. It's very sour. So I don't get any aftertaste. For me, my aftertaste is still sour, and I understand that it's sweet underneath, but it's like mainly very sour. So it's really unpleasant. But sour and bitter and sweet, this is basic taste. What about the body? Is it a good body? Is it weak, like watery, or is it what? It's what for me. It's a little watery. Okay, so you think that it has low TDS? Yes. Let's see. So now we're gonna grab this is called the pastel pipette, Mm-hmm. and I'm gonna turn this and I'm gonna squeeze it, Yes. and I go there so I don't make any bubbles, and I release a little bit my fingers, but I'm still holding. You see? Yes. If I stop holding, it just goes all up, and then I'm gonna put it in here. I'm gonna fill this with this liquid, okay? And I'm gonna start, and now it's gonna read bricks, so it's gonna take a little bit of time, and it's been reading bricks, which is the sugar content. It's like BH. No. The BX, yes. Yes. So it's 10.08, but this is sugar, Yes. okay? So it doesn't show me nothing. At least you can start like writing down every coffee, so you have a reference of what's the ideal. Now I press and lift my finger, and when you see where it was the temperature now shows TDS. Okay, now it's reading the TDS. So TDS is 8.32. 8.32. ဟုတ်ပြီကျွန်တော်တို့ကအခု TDS percent တွေရပြီပေါ့နော် TDS percent တွေကဘာလို့ဆိုတော့ကျွန်တော်တို့က coffee အမှုန့်ကနေထွက်လာတဲ့ပျော်ဝင်လာတဲ့ coffee ရဲ့ percent တွေပေါ့နော်ကျန်တဲ့ percent တွေကကြတော့ရေလို့ကျွန်တော်တို့ကသတ်မှတ်ယူရမယ်ဥပမာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့က espresso 30 ml ချလိုက်မယ်ချပြီးတော့ကျွန်တော်တို့ TDS တိုင်းလိုက်တဲ့အချိန်မှာဆိုရင်TDS ကဘယ်လိုပြောမလို့ 7% ဒါမှမဟုတ် 8% လောက်ရှိနေမယ်အဲ့ဒါဆိုရင်တော့ကျန်တဲ့90 to 93% တွေကကြတော့ရေဆိုတာကိုနားလေထားရမယ်ဟုတ်ပြီကျွန်တော်တို့က EPA percent တွေလည်းရပြီအခုဆိုရင်ပြီးတော့ TDS လည်းရပြီပေါ့နော်နောက်ဆုံးကျန်နေတာကြတော့ extraction percent တွေကျန်သေးတယ် extraction ဆိုတာဘာလို့မလဲ extraction ဆိုတာကတော့အနည်းဆုံးဘာသာပြန်ရမယ်ဆိုရင်တော့ထုတ်ယူမှုနှုန်း percent တွေပေါ့နော်ဟုတ်ပြီဒီထုတ်ယူမှုနှုန်း percent တွေကိုဘယ်လိုထုတ်ယူနှုန်းနဲ့ဘယ်လိုသတ်မှတ်တော့ပေါ့နော်ဒီ Specialty Coffee Association ကသတ်မှတ်ထားတဲ့နှုန်းကကြတော့18 to 22ဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ကျွန်တော်တို့ပြောနေတဲ့ Golden Cap ပေါ့နော် Golden Cap percent တွေလို့ကျွန်တော်တို့သတ်မှတ်တယ်ဟုတ်ပြီကျွန်တော်တို့က extraction တွေကိုတွက်တော့မယ်ဆိုရင်သင်္ချာတွေကပြန်ပါလာပြန်ပြီတမျိုးထင်နေအောင်ပဲပေါ့နော်အဲလို့ဆိုကိုက coffee ပညာဝဲလေ့လာချင်တာအခုဆိုရင်တော့တိတ်ဖန်တွေရောသင်္ချာတွေရောအကုန်လုံးရှုပ်ပြီးတော့ခေါင်းတွေကိုခြားလေးနေပြီဆိုပြီးတော့ပြောနေအောင်ပဲကျွန်တော်ကျောင်းတက်တုန်းကလည်းအဲ့လိုပဲဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ coffee ပညာလေ့လာချင်တာပေါ့နော် coffee ပညာဆို barista ဆိုတာတော့တည့်တဲ့အတိုင်းပဲlatte art လေး espresso လေးချ latte art လေးဆွဲအဲ့လိုလေးထင်ခဲ့ဒါပေမဲ့လည်းသူ့ရဲ့နောက်မှာအဲ့လိုခက်ခဲလို့တော့မပြောဘူးပေါ့နော်နည်းနည်းတဲ့ဒီတိတ်ပန်ဒီတင်ချာတွေကဆက်နွယ်နေတဲ့အတွက်ကြောင့်ပို့ပြီးတော့စိတ်ဝင်စားမှုကိုရစေတယ်ဟုတ်ပြီအဲ့ဆိုရင်တော့ကျွန်တော်တို့ expression အတွက်ကိုသူ့ရဲ့ပုံသင်နည်းလေးကိုကျွန်တော်အခုပြောပြပေးမယ် expression percentage ကိုလိုချင်တယ်ဆိုရင် expression percentage equal to TDS percentage အမြောက် yield out ပေါ့နော် yield out ဆိုတာနောက်ဆုံးကျွန်တော်တို့ coffee cap ထဲမှာကျန်ခဲ့တဲ့ coffee အဲ့ဒါကိုမှအစားကျွန်တော်တို့ထည့်လိုက်တဲ့ dose in ပေါ့နော် coffee အဲ့ဒါနဲ့စားတယ်ဟုတ်ပြီကျွန်တော်ဥပမာလေးပြောရမယ်ဆိုရင်တော့ extraction percentage တက်တော့မယ်ဆိုရင် extraction percentage equal to အခုဆိုရင်ကျွန်တော်တို့က TDS က 8.12 ရထားတယ်အဲ့ဒါကိုမှကျွန်တော်တို့ကအမြောက် yeast out ကကြတော့ဘာလို့ဆိုတော့ကျွန်တော်နောက်ဆုံးခွက်ထဲမှာကြံခဲ့တဲ့ brewer ပေါ့နော်အဲ့ဒါကကြတော့ရှေ့ဘက်ကဆိုရင်ကျွန်တော်တို့က46ရှိတယ်46အစာ
အဲ့ဒါကိုကျွန်တော်တို့က18 gram dose အိမ်နဲ့စားတယ်ပေါ့နော်အဲ့ဒါဆိုရင်20.75ကျွန်တော်ထားလိုက်ပါ 20% ရတယ်လို့ကျွန်တော်တို့အကြံဖြင့်သိထားရမယ်ဟုတ်ပြီကျွန်တော်တို့ကအခုဆိုရင် extraction percent တွေလည်းရပါပြီပြီးတော့ TDS percent တွေလည်းရပြီပြီးတော့ကျွန်တော်တို့ EPF percent တွေလည်းရပြီဆိုတော့ကျွန်တော်တို့ check ဒီသူ့ charge လေးကိုတစ်ချက်ကြည့်လိုက်ရအောင်ပေါ့နော်ဟုတ်ပြီ extraction percent က20ဆိုတော့သူ့ရဲ့ C ထဲမှာဝင်တယ်ဝင်ပြီးတော့ကျွန်တော်တို့ကရှေ့ဘက်က EPF percent က39ပေါ့နော်39ဆိုတော့ကြတော့ကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ C အတွင်းလေးထဲမှာရောက်နေမယ်အဲ့ဒါပြီးတော့ကျွန်တော်တို့အခု TDS တွက်လိုက်တဲ့အရာကကြတော့ 8.12 ပေါ့နော်8.12ဆိုရင်8ဆိုရင်ဒီ C ပေါ့နော်ဒီ C ရဲ့အပေါ်လေးမှာဆိုတော့အတွက်ကြောင့်ကျွန်တော်တို့ကဒီ coffee ကဘယ်လိုပြောမလဲဒီသူ့ရဲ့သတ်မှတ်ထားတဲ့ C အတွင်းမှာဝင်နေတယ်ပေါ့နော် C အတွင်းမှာဝင်နေတဲ့အတွက်ကြောင့်မလို့ coffee ကအရာတာလေးကတော့အစင်ပြည့်နေမယ်ကျွန်တော်တို့ပြောမှဆိုရင် Guran ကတ်ထဲမှာတော့ဝင်နေမယ်ဒါပေမဲ့လည်းအတိုး short လေးထပ်လုပ်ဖို့လိုတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကအခုဆိုရင် EPF percent တွေရောပြီးတော့ TDS တွက်တဲ့နည်းတွေရောပြီးတော့ကျွန်တော်တို့ extraction တွက်တဲ့နည်းတွေရောကိုကျွန်တော်တို့သိသွားပြီပြီးတော့ Guran ကတ်ကိုလည်းဘယ်လိုရယူရမလဲဆိုတာလေးကိုအခြေခံသဘောတရားလေးနားလည်သွားပြီလို့ကျွန်တော်ကတော့ယူဆတယ်ဒါပေမဲ့လည်းကျွန်တော်တို့သိထားရမှာကကျွန်တော်တို့တောက်ချင်တဲ့အရာသာပေါ့နော်ကျွန်တော်တို့လူချင်တဲ့အရာသာတနည်းအားဖြင့်ကျွန်တော်တို့ရဲ့ idea ကရဖို့ဆိုရင်တော့ကျွန်တော်တို့ကတစ်ခါလေကြာရင်ဒီ rules တွေကို break လုပ်ရတယ်ပေါ့နော်ဒီ rules တွေကိုချိုးဖောက်ရတယ်လည်းရှိတယ်ကိုကဒီရတာလေးကိုကြိုက်နေတယ်ဒါပေမဲ့လည်းဒီ Guran cat လို့ခေါ်တဲ့ဒီဘောင်အတွင်းမှာမဝင်နေဘူးဆိုရင်လည်းကိုကကြိုက်တယ်ဒါဆိုအဆင်ပြေပြီပေါ့နော်အဲ့အတွက်ကြောင့်လို့တစ်ခါကြရင်လည်းဒီ rules တွေကို break လုပ်ရတယ်ဆိုတာကိုနားလေထားရင်ရပြီပေါ့နော်ဟုတ်ပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကိုရော barista ဆိုရင်ကိုလိုချင်တဲ့ Guran cat ဒါမှမဟုတ်ကိုတောက်ချင်တဲ့ idea cat တွေကိုဘယ်လိုထုတ်ယူအောင်ဆိုတာလေးကို comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ပြီးတော့မေးချင်တာများရှိရင်လည်း comment မှာဝင်ရောက်မေးမြန်းသွားပါ page လေးကို like and follow လေးလုပ်ခဲ့ပြီကိုလည်းတောင်းဆိုပါတယ်ပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ကကြတော့ဒီ Facebook က VPN ခံကြည့်ချင်သူများအတွက်လည်းကျွန်တော် YouTube ကို link လေးကိုအောက်မှာထည့်ပေးထားပါမယ် YouTube လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်ကတော့တောင်းဆိုပါရစေအားလုံးပဲမင်္ဂလာနေ့တစ်ကိုပိုင်ဆိုင်ပါစေစိတ်ဤချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ပြောရင်းနဲ့ပဲနောက်ဘက်မှာတွေ့ပါမယ်ဗျာကျွန်တော်လီယိုပါ